ယုံကြည်သူဖျားသားသမီးခရိယန်တယောက်ဒီကိုယ့်ရဲ့ယံသူကိုသိရကျွန်တော်တို့ရဲ့ယံသူဟာအသွေးအသားရှိတဲ့လူပုဂ္ဂိုလ်ဘယ်သူမှမဟုတ်ပါကျွန်တော်တို့ရဲ့ယံသူဟာလူမဟုတ်ဘူးလို့ပြောချင်တာကျွန်တော်တို့ရဲ့ယံသူကဘာတူလဲမိုးကောင်းကင်မှာနေတယ်အာကာသကောင်းကင်မှာအဆိုးရတယ်နတ်ဆိုးဝိညာဉ်ဆိုးတွေဟာကျွန်တော်တို့ရဲ့အယံသူအစ်စ်ဖြစ်ပါဒါကြောင့်မို့ကိုယ့်ရဲ့ယံသူကိုသိဖို့လိုတယ်ကိုယ့်ရဲ့ယံသူမသိရင်အသင်းတော်ထဲမှာအချင်းချင်းတိုက်ခိုက်ရင်းနဲ့ပဲကျွန်တော်တို့အချိန်တွေဟာကုန်ဆုံးသွားတတ်တယ်မိသားစုထဲမှာတယောက်နဲ့တယောက်မတည့်ပဲနဲ့အချင်းချင်းတိုက်ခိုက်ရင်းနဲ့ပဲရန်ဖြစ်ရင်းနဲ့ပဲကျွန်တော်တို့ဘဝအချိန်တွေဟာနှမျိုးဖို့သိကောင်းတယ်လုပ်ငန်းခွင်ထဲမှာကိုယ့်ရဲ့အထက်လူကြီးအောက်ငယ်သားကိုယ့်ရဲ့လုပ်ဖို့ဆောင်ဘက်အချင်းချင်းမနာလိုဖြစ်ပြီးတော့တိုက်ခိုက်ရင်းနဲ့ပဲကျွန်တော်တို့ရဲ့နေ့ရက်အချိန်တွေဟာဝမ်းမြောက်စရာမကောင်းပျော်စရာမကောင်းစိတ်ပြက်ဝမ်းနည်းစရာတွေနဲ့ပဲကုန်ဆုံးသွားတတ်တယ်ဒါကြောင့်မို့လုပ်ငန်းခွင်မှာပဲဖြစ်ပါလိမ့်စေအိမ်တော်မိသားစုမှာပဲဖြစ်ပါလိမ့်စေအသင်းတော်မှာပဲဖြစ်ပါလိမ့်စေသင်နဲ့မတည့်တဲ့သူသင်ကိုဒုက္ခပေးတဲ့သူသင်ကိုပြဿနာရှာတဲ့သူအဲ့ဒါသင်ရန်သူအစစ်မဟုတ်ဘူးအဲ့ဒီနောက်ွယ်မှာစာရမဏေဝိညာဉ်စိုးတွေကလှုပ်ဆောင်နေရှိတယ်ဒါဟုတ်သင်နားလေသဘောပေါက်ဖို့အင်မတန်ရေးကြည့်ပါအဲ့ဒါဆိုရင်အဲ့ဒီလူတွေကိုသင်ကမမုန်းတော့အဲ့ဒီလူတွေကသင်အတွက်ပြဿနာမဟုတ်တော့တကယ်ပြဿနာကပါလေအဲ့ဒီနောက်ွယ်မှာမာနရဲ့လှုပ်ဆောင်မှုဖြစ်တယ်ဒါအောင်နားလေဖို့အင်မတန်ရေးကြည့်ပါနိုင်ငံရေးမှာတော့ကောင်းလူမှုရေးမှာတော့ကောင်းစီးပွားရေးမှာတော့ကောင်းနောက်ွယ်မှာစာရမဏေကဘာလုပ်ထားလဲချုပ်ကင်ထားတယ်အဲ့ဒီမကောင်းတဲ့မှောက်မိုက်တကူကချုပ်ကင်ထားတယ်အဲ့ဒါကိုသင်မြင်ပြီးတော့သင်ဖျားသခင်ပြင်ဆင်တဲ့လက်နက်စုံကိုဝစ်ဆင်ပြီးတော့အဲ့ဒီမာနရဲ့ပြည့်ရည်တွေကိုစီးတားနိုင်ဖို့အင်မတန်ရေးကြည့်ပါတယ်မာနရဲ့ပြည့်ရည်ထဲမှာမပါသွားဖို့လိုအပ်ပါတယ်ဒါကြောင့်မို့ယုံကြည်သူတယောက်ရဲ့ယံသူဟာအသွေးသားရှိတဲ့လူမဟုတ်ဘူးဆိုတာကိုဥစွာပထမသိမှတ်ဖို့လိုအပ်တယ်ကျွန်တော်တို့ရဲ့ယံသူအစ်စ်ကမိုးကောင်းကင်အာကာသကောင်းကင်ကိုအစိုးရတဲ့မှောက်မိုက်တကူဝိညာဉ်ဆိုနတ်ဆိုးတွေဖြစ်ပါတယ်အဲမို့တမန်ကျမ်းစာကပြောတယ်ယုံကြည်သူဟာတဲ့အသွေးသားရှိသောယံသူနဲ့စိုင်ပြိုင်တိုက်လန်နေရတာမဟုတ်ဘူးသင်ဟာအသွေးသားရှိတဲ့သူနဲ့စိုင်ပြိုင်တိုက်လန်ရပြီဆိုရင်တော့အဲ့ဒါမှားပြီကိုနောက်တစ်ချက်တဲ့သူကိုပြဿနာရှာတဲ့သူကိုနဲ့မတည့်တဲ့သူအဲ့ဒီလူတွေကိုပဲရင်ဆိုင်နဲ့သူတို့ကိုပဲဖြည့်ရှင်းနေပဲအချိန်ကုန်နေရင်မှားပြီအရေးကြီးတာသင်ဟာအဲ့ဒီနောက်ွယ်မှာရှိတဲ့စာရမဏေရဲ့လုပ်ရက်တွေကိုတိုက်ခိုက်ဖို့အဲ့ဒီအရာတွေကိုကျွန်တော်ကဆူတောင်းခြင်းလက်နက်နဲ့ဖယ်ရှားဖို့ဖြစ်ပါတယ်ကိုယ်တိုင်လဲကျွန်တော်တို့ကထင်တာကိုယ်ပဲသူများနောက်ရှက်တယ်ကိုယ်ပဲသူများပြဿနာရှာတယ်တခါကျရင်ပြဿနာရှာတာကိုယ်ပြန်ဖြစ်နေတယ်အဲ့လိုတော့မဖြစ်စေနဲ့ဟောနော်ကိုယ်ကပဲပြဿနာရှာကိုယ်ကပဲနော်ဒုက္ခပေးကိုယ်ကပဲနော်ကိုနိုင်ကပြဿနာရှာတဲ့သူလည်းမဖြစ်ဖို့အင်မတန်ရေးကြည့်ပါတယ်နော်ဒါကြောင့်မို့ခရိယန်ယုံကြည်သူတွေရဲ့အသက်တာထဲမှာဖျားပြင်ဆင်ထားတဲ့လက်နက်စုံနော်လက်နက်စုံကယောမစစ်သားတွေဝတ်တဲ့ဝတ်စုံပေါ့နော်ပထမဆုံးကသစ္စာတည်းဟူသောကပန်းတမာတရားတည်းဟူသောကပန်းဖြစ်တယ်ဒုတိယကဖြောက်မှတ်ခြင်းရင်ဥဒ္ဒစာဖြစ်တယ်တတိယကဧဝံဂေလိငြိမ်သက်ခြင်းနဲ့ရှင်တဲ့ဧဝံဂေလိတရားကိုဝေငှအံ့သောငါပြင်ဆင်သောခြေစွပ်ဆိုတဲ့ဖက်နှက်ပေါ့ယောမစစ်သားတွေတိုက်ပွဲဝင်ရင်သူကယောမစစ်သားတွေရဲ့စစ်ဝတ်စုံနဲ့ယုံကြည်သူတယောက်ရဲ့လိုအပ်တဲ့အရာကိုရှင်းပြထားတာပထမဆုံးလိုတာတမာတရားဆိုတဲ့သစ္စာဆိုတဲ့ကပန်းဖြစ်တယ်ဒုတိယလိုတာကဖြောက်မှတ်ခြင်းဆိုတဲ့ရင်ဥဒ္ဒစာဖြစ်တယ်တတိယလိုတာကဧဝံဂေလိတရားကိုဝေငှခြင်းဆိုတဲ့ဘာလို့လိုတာလဲခြေစွပ်ဆိုတဲ့ဖက်နှက်ကိုလိုတာဖြစ်တယ်နောက်၄ခုမြောက်လိုအပ်တာကဘာလဲဆိုတော့ယုံကြည်ခြင်းတည်းဟူသောဒိုင်းလွှာနော်ဒါမာနပစ်ခတ်တဲ့မိဇလက်နက်ကိုကာတတ်နိုင်မှုဒိုင်းလွှာ၅ခုမြောက်လိုအပ်တာကယ်တင်ခြင်းတည်းဟူသောတန်ခမောက်6ခုမြောက်လိုအပ်တဲ့လက်နက်ဆုံးကတော့နှုတ်ကပတ်တော်တည်းဟူသောဝိညာဉ်တော်ဤဓာဖြစ်တယ်နောက်ဆုံးအဲ့ဒါတွေအားလုံးရဲ့အချုပ်ကတော့တဲ့ဆူတောင်းခြင်းဖြစ်တယ်ဒါခရိယန်တယောက်ရဲ့လက်နက်ဆုံးဒါကိုသိဖို့ဘုရားသခင်ကအလိုရှိပါတယ်ဒါကြောင့်မို့ဒီနေ့မှာကျွန်တော်ကြံရှိတဲ့လက်နက်ဆုံးတွေအကြောင်းကိုခွန်အားပေးဝေငှခြင်းနဲ့မနေ့ကတော့တမာတရားတည်းဟူသောနော်တစ္ဆာတရားတည်းဟူသောကပတ်အကြောင်းနော်ခပန်းအကြောင်း
ကျွန်တော်ဝေငှပြီးသွားပြီယုံကြည်သူတယောက်ရဲ့အသက်တာထဲမှာအဲဒီခပန်းမရှိရင်နော်ဒီမှာရှိတဲ့ equipment တွေပေါ့နော်ယောမစစ်သားလက်နက်တွေဒီမှာထည့်ထားတာရေဘူးတွေပါတယ်အားလုံးအကုန်လုံးပြုတ်ကျသွားမှာအဲ့တော့ခပန်းကအခြေခံပဲအဲ့တော့တမန်တရားကအခြေခံပဲတမန်တရားတည်းတော့ခပန်းဆိုတမန်တရားကအခြေခံအဲ့တမန်တရားကဘာလို့လဲယေရှုကငါသည်လမ်းခင်းဖြစ်၏တမန်တရားလည်းဖြစ်၏အသက်လည်းအဲ့တမန်တရားဘာလို့လဲသခင်ယေရှုဒါဆိုအဲ့ဒီကပန်းကသင်နဲ့ကြွာလို့မရအောင်အတိတ်ဘက်ကယေရှုနဲ့သင်ကြွာလို့အဲကြောင့်မို့စာရမဏေရဲ့အဓိကလှုပ်တဲ့လှုပ်ရက်ကဖျားနဲ့သင်နဲ့ဘာလို့သွားဖို့ကြွာသွားဖို့ပဲအဲ့ဒီလိုကြွာသွားရင် तू ကအလွယ်တကူသင်ကိုအနိုင်လို့ရပြီဒါကြောင့်မို့သင်ရဲ့နေ့စဉ်တက်တာထဲမှာသခင်ယေရှုနဲ့မကြွာပါစေနဲ့သခင်ယေရှုဘက်ကတော့ငါမင်းကိုမစွန့်ပစ်ဘူးတဲ့အလင်းပြည့်၍မထားဘူးတဲ့ငါဟာအေမာနွေလာဘုရားဖြစ်တယ်ငါမင်းနဲ့အတူအစင်မပြတ်ဖျားဘက်အပိုင်းကတော့ကျွန်တော်နဲ့ကြွာဖို့အစီအစဉ်မရှိတော့ဖျားကကျွန်တော်နဲ့ထာဝရကာလတိအတူနေဖို့တော့ तू ဘာလုပ်ပြီးသွားပြီလဲလှုပ်ဆောင်ပြီးသွားသင်ဘက်အပိုင်းပဲရေးကြည့်တာသင်ရဲ့မနက်မိုးလင်းတာနဲ့သင်ဟာဤကြကွေးမျက်နှာကိုပဲမြင်နေတာမိုးလင်းတာနဲ့မွေငါနော်မိုးလင်းတာနဲ့ဘာချက်ရမလဲမိုးလင်းတာနဲ့ဘာလုပ်ရမလဲသင်မိုးလင်းတာနဲ့ဖျားကိုအရင်ဆုံးသတိရပါသင်ရဲ့နေ့တောင်အစပြုတဲ့အခါမှာဘုရားသခင်နဲ့မကွာစေနဲ့ဘုရားကိုမထားခဲ့နဲ့ဘာပဲလို့လုပ်ငန်းခွင်ထဲမှာရောက်လဲဘုရားနဲ့လို့ပကံဆေးလဲဘုရားသခင်ကိုအာယုံပြုကျွန်တော်လမ်းလျှောက်နေလဲဘုရားသခင်နဲ့သွားလာအဲ့ဒီဘုရားသခင်နဲ့သင်မကွာဘူးဆိုရင်စာတန်သင်ကိုမနိုင်တော့စာတန်ဘာပဲသွေးဆောင်သင်ဘက်မှာယေရှုရှိရင်စာတန်သင်ကိုဘာမှလုပ်လို့မရတော့ဒါအောင်တစ္ဆာတည်းဟူသောတမန်တရားတည်းဟူသောကပန်းအတိတ်ဘက်ကယေရှုနဲ့မကွာစေဖို့ဖြစ်ပါတယ်နောက်နံပါတ်1နော်အေဖတ်ဩဝါဒစာခန်းကြီး6အေဖတ်ဩဝါဒစာခန်းကြီး6အပိုင်းငယ်73ပါနော်ထို့ကြောင့်နဲ့ခဲရင်ဆိုးရုပ်သောနေ့ရက်ကာလ၌စီးတားနိုင်တဲ့ဖြင့်အခုချိန်ကာလကတကယ်ကိုခဲရင်ဆိုးရုပ်တဲ့ကာလဖြစ်တယ်နိုင်ငံရေးလူမှုရေးစီးပွားရေးအသင်းတော်ထဲမှာရောအိမ်တော်မိသားစုထဲမှာရောနော်ပြဿနာတွေပေါင်းစုံပါပဲဒါကြောင့်မို့အဲ့ဒီခဲရင်ဆိုးရုပ်တဲ့နေ့ရက်ကာလ၌စီးတားနိုင်တဲ့ဖြင့်ကိစ္စအလုံးစုံတို့ကိုပြီးစီး၍ခံရနိုင်မည်အကြောင်းဖျားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကိုယူဆောင်ကြလော့ဒါကြောင့်မို့ဒီနေ့မနေ့ကတမန်ကျမ်းစာသင်တန်းဒီနေ့တမန်ကျမ်းစာသင်တန်းမှာကျွန်တော်သင်တဲ့ခေါင်းစဉ်ကဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံနော်ဘုရားသခင်ပြင်ဆင်ပေးထားတာကျွန်တော်ကိုယ့်ဘောင်ကိုလှုပ်ယူရတာမဟုတ်ဘုရားပြင်ဆင်ပေးပြီးသွားပြီကိုကအဲ့ဒါကိုဘာလုပ်ဖို့လိုတာလဲယူတင်ဝတ်ဆောင်ဖို့ပဲနေ့စဉ်မှာကိုကအဲ့ဒါကိုယူတင်ဝတ်ဆောင်ဖို့ပဲလိုတာအဲ့ဒီလက်နက်စုံဘုရားဘာလုပ်ပြီးသားပြင်ဆင်ပေးပြီးသွားပြီတစ္ဆာတည်းဟူသောကပန်းကိုစီးလက်ဒါတမန်တရားခရစ်တော်နဲ့မကွာစေဖို့နောက်တစ်ခုကဘာလဲဖြောင့်မတ်ခြင်းပါရမီတည်းဟူသောယင်ဥဒ္ဒစာဖြောင့်မတ်ခြင်းပါရမီတည်းဟူသောယင်ဥဒ္ဒစာအဲ့တော့ယင်ဥဒ္ဒစာလို့ပြောတဲ့ကြောင့်ဘာကိုကာကွယ်တာလဲနှလုံးကိုကာကွယ်တာဖြစ်တယ်ဒီယင်ဥဒ္ဒစာမရှိရင်မြားနဲ့ပြည့်ရင်ချက်ချင်းသေသွားနိုင်တယ်ဒါကြောင့်မို့ဒီယင်ဥဒ္ဒစာသည်နှလုံးကိုအဓိကဘာလုပ်ထားလဲကာကွယ်ထားတယ်နော်ကျန်တဲ့နေရာထိရင်ချက်ချင်းမသေနိုင်ဘူးဒါနှလုံးထိရင်ချက်ချင်းသေသွားနိုင်တယ်ဒါကြောင့်မို့ယောမစစ်သားတွေရဲ့ဒီသူတို့ရဲ့ရင်ဥဒ္ဒစာเนาะဒီမှာရှိတဲ့ချက်ဝတ်ဒစာသည်နှလုံးကိုအဓိကကာကွယ်တာဖြစ်တယ်ဒါကြောင့်ယုံကြည်သူတယောက်မှာဖြောင့်မတ်ခြင်းဆိုတဲ့ရင်ဥဒ္ဒစာကအင်မတန်မှအရေးကြီးတယ်ဖြောင့်မတ်ခြင်းလို့ပြောရင်ဖြောင့်မတ်ခြင်းဆိုတာဘာလဲလို့မေးအပြစ်ကင်းခြင်းပဲเนาะကျွန်တော်ယုံကြည်သူဘုရားသားသမီးကအပြစ်ကင်းသောသူဖြစ်တယ်အဲ့ဒီလိုပြောလို့ဆရာဒီကိုမလာခင်မဲ့အိမ်မှာဒေါသထွက်လာသေးတယ်နော်ဒီကိုမလာခင်ပဲပြဿနာတက်သေးတယ်နော်ဒီကိုမလာခင်ပဲစိတ်ကဆိုးရသေးတယ်ဘယ်လိုဖြောင့်မတ်မှာလဲဘယ်လိုအပြစ်ကင်းမှာလဲဒီဖြောင့်မတ်ခြင်းကသင်ရဲ့ဖြောင့်မတ်ခြင်းကိုပြောတာမဟုတ်ဘသူရဲ့ဖြောင့်မတ်ခြင်းလဲဖခင်ရဲ့ဖြောင့်မတ်ခြင်းသခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင်ရတဲ့ဖခင်ရဲ့ဖြောင့်မတ်ခြင်းအဲ့ဒီဖြောင့်မတ်ခြင်းကိုသင်ဟာနေ့စဉ်ဝိဆင်ထားဖို့အရေးကြီးပါတယ်အဲ့ဒီဖြောင့်မတ်ခြင်းကိုဆွဲကင်ဖို့လိုတယ်အဲ့ဒီဖြောင့်မတ်ခြင်းကိုအာယုံစိုက်ဖို့လိုတယ်တမန်တော်ရှင်ဘောလူကသူ့ဘဝမှာသူဖျားသခင်ခရစ်တော်နဲ့မတွေ့ခင်တော့သူဟာအယံကောင်းတဲ့သူဖြစ်တယ်အယံဖြောင့်မတ်တဲ့သူဖြစ်တယ်သူဖြောင့်မတ်ခြင်းမှာသူရက်တည်တာဒါပေမဲ့ယေရှုကိုလည်းရအောင်တဲ့သူဖြောင့်မတ်ခြင်းနဲ့သူအသက်မရှင်တော့သူကောင်းတဲ့ပုံမှာအသက်မရှင်တော့
လူတော်များများကကိုကောင်းတဲ့ပုံမှာဖျားကောင်းကြီးပေးမယ်လို့ထင်ကြတယ်နော်ငါကောင်းရင်တော့ဖျားငါ့ကိုဘာလုပ်မလဲကောင်းကြီးပေးမယ်လို့ကျွန်တော်ထင်ကြတယ်မလားဒါပေမဲ့ကျွန်တော်တို့ကကောင်းနိုင်လို့လားဘယ်ကောင်းနိုင်မလဲလူငယ်လေးတယောက်သခင်ရှုစီကိုပြေးလာထာဝရသက်ရဖို့ဘာလုပ်ရမလဲတဲ့သူသခင်ရှုဘယ်လိုခေါ်လိုက်လဲကောင်းမြတ်သောဆရာလို့ခေါ်လိုက်သခင်ရှုကမင်းငါ့ကိုဘာလို့ကောင်းမြတ်သောဆရာလို့ခေါ်ရတာလဲဖျားသခင်တပါးဒီပဲဘာလို့လဲကောင်းမြတ်တယ်သခင်ရှုကပြောတယ်နော်မင်းဘာလို့ငါ့ကိုကောင်းမြတ်သောဆရာလို့ခေါ်ရတာလဲမင်းခေါ်ရမှာကကောင်းမြတ်သောဖျားလို့ဘာလို့ရမှာလဲခေါ်ရမှာဘာဖြစ်လို့လဲကောင်းမြတ်တယ်ဆိုတာလူမှာမရှိဘူးဖြောင့်မတ်သောသူမရှိတယောက်မျှမရှိကောင်းသောအကျင့်ကိုကျင့်သောသူမရှိတယောက်မျှမရှိကျမ်းစာရေးထားတာရှင်းပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကကိုယ့်ရဲ့ဖြောင့်မတ်ခြင်းကိုယ့်ရဲ့အကျင့်ကိုကြည့်ဘာမှဘုရားသခင်စီကအကျိုးရဖို့မျှော်လင့်စရာမရှိပါဘူးဒီလူငယ်လေးကသခင်ရှင်းစီကိုလာတဲ့ခါမှာ तू ကဘုရားရဲ့ဖြောင့်မတ်ခြင်းကို तू မသိဘူးဘုရားရဲ့ကောင်းမြတ်ခြင်းကို तू မသိဘူးသူ့ကိုယ် तू ကောင်းတယ်ပဲ तू ကဘာလုပ်တာလဲထင်တာဒါကြောင့်မို့သခင်ရှုလဲ तू လို့ခေါ်လိုက်လေကောင်းမြတ်သောဆရာလို့ခေါ်လိုက်တယ်तू လဲကောင်းတယ်ပေါ့သခင်ရှုကသူ့ကိုပြန်ပြီးတော့လမ်းတဲ့ပေးလိုက်တယ်လူဘယ်သူမှမကောင်းတော့မင်းလည်းမကောင်းတော့ဘယ်သူပဲရှိလဲဘုရားသခင်တပါးဒီပဲကောင်းမြတ်တယ်အဲ့ဒီလူငယ်လေးက तू ကောင်းတယ်လို့ထင်တာမင်းကကိုယ့်ကိုကောင်းတယ်လို့ထင်တယ်ဟဟလားသခင်ရှုပါတယ်ပြောလဲအေးမင်းကိုယ့်ကိုထင်လဲငါမင်းကိုလမ်းကြောင်းပေးလိုက်မင်းပြည့်ညက်တရားမဖတ်ဘူးလားမိဘကိုယိုသေးစွာပြုလို့သူ့ဆောင်မခိုးအောင်သူ့မယားမပြစ်မှားရအောင်ကိုတော့တဲ့ကျွန်တော်ကောင်းတယ်ကျွန်တော်ငယ်ငယ်လေးတဲ့အဲ့ဒါတွေဘာလို့ပြီးသားကျင့်ပြီးသားတဲ့ကျွန်တော်ပြည့်စုံတယ်တဲ့ကျွန်တော်ကောင်းတယ်သူကသူ့ကိုယ်သူကောင်းတယ်ပြည့်စုံတယ်လို့ထင်တာတကယ်တော့လူကပြည့်မှမပြည့်စုံတာကောင်းအောင်မှမလုပ်နိုင်တာကျွန်တော်တို့ကောင်းအောင်လုပ်နိုင်မှထာဝရအသက်ရမယ်ဆိုတော့တယောက်မှရမှာမဟုတ်ဘူးကျွန်တော်တို့မကောင်းနိုင်အဲ့ဒီမှာသခင်ရှုကသူ့ရဲ့မကောင်းမှုသူ့ထဲမှာမကောင်းတဲ့အရာကိုပေါ်လွင်အောင်လို့သင်နိုင်တခုတော့လိုသေးတယ်မင်းပြန်ပြီးတော့တဲ့မင်းရဲ့စီးစိမ်ဥစ္စာတွေရောင်စင်းသားတွေဘာလို့လိုက်ပေးလိုက်ပြီးရင်ငါနောက်လိုက်ခဲ့တဲ့ထာဝရသက်ရမယ်ကောင်းကင်ဘဏ္ဍာရမယ်အဲ့ဒီလူငယ်လေးဟာပတ်စံကိုမစွန့်လွတ်နိုင်ဆွဲလန်းတဲ့အတွက်ကြောင့်သူဘာလို့သွားလဲပြန်သွားတယ်ထာဝရသက်မယူတော့ဘူးတဲ့ယေရှုနောက်လည်းမလိုက်တော့ဘူးသခင်ရှုကဘာပြောလဲငွေရတတ်သောသူကကောင်းကင်နိုင်ငံကိုဝင်ခဲ့တယ်အတိတ်ပဲကပါလဲချမ်းသာတဲ့သူတွေကောင်းကင်နိုင်ငံမရောက်ဘူးလို့ဆိုလိုချင်တာမဟုတ်ပါဘူးငွေကိုဆွဲလန်းတဲ့သူဟာဖခင်ရဲ့ဖြောင့်မတ်ခြင်းတရားကိုညှင်းပယ်မိတတ်တယ်ဒါကြောင့်မို့သင်ချမ်းသာတာအပြစ်မဟုတ်သင်ပတ်စံရှိတာအပြစ်မဟုတ်ငွေကိုဘာမလုပ်ဖို့လို့လဲမဆွဲလန်းဖို့ဖြစ်တယ်သင်ချမ်းသာရင်လည်းလိုအပ်တဲ့သူတွေကိုပေးကမ်းဖို့ဘုရားအသင်ကိုထားတာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီလူငယ်လေးဟာသူ့ကိုယ်သူကောင်းပြီလို့ထင်တာကိုယ့်ရဲ့ကောင်းခြင်းပေါ်မှာကိုယ့်ရဲ့ဖြောင့်မတ်ခြင်းပေါ်မှာသွားရက်လိုက်တာဘုရားသခင်စီကဘာအကျိုးမှမရအောင်သူကိုယ်တိုင်တော့ထာဝရသက်မယူပဲလှည့်ပြန်သွားတယ်ဒါကြောင့်မို့ဘယ်သူပဲကောင်းလဲဘုရားသခင်တပါးဒီပဲကောင်းမြတ်တယ်ဒါကြောင့်မို့ဖြောင့်မတ်ခြင်းရင်ဥဒ္ဒစာလို့ပြောတဲ့အခါမှာကိုယ့်ရဲ့ဖြောင့်မတ်ခြင်းကိုပြောတာမဟုတ်ဘယ်သူရဲ့ဖြောင့်မတ်ခြင်းကိုကိုးစားရမှာလဲဘုရားရဲ့ဖြောင့်မတ်ခြင်းကိုသင်ဟာကိုးစားပြီးတော့အဲ့ဒီဘုရားရဲ့ဖြောင့်မတ်ခြင်းနဲ့နေ့စဉ်အသက်ရှင်ဖို့ဖြစ်တယ်လူတွေကကိုကောင်းတဲ့ပုံမှာဘုရားကောင်းကြီးပေးမယ်လို့ထင်တာနော်တကယ်တော့သခင်ရှုရဲ့ကောင်းခြင်းပုံမှာသခင်ရှုရဲ့ပြည့်စုံခြင်းပုံမှာထိုသူဤပြည့်စုံခြင်းမှလည်းကျေးဇူးတစ်ပါး၌ထပ်ဆင့်ကျေးဇူးတစ်ပါးကိုငါတို့ရှိသမျှသည်ခံရကြပြီဘုရားသင်ကိုကောင်းကြီးပေးတာဘုရားသင်ကိုကျေးဇူးပြုတာသင်ကြောင့်မဟုတ်ဘူးဘယ်သူကြောင့်လဲယေရှုကြောင့်ကျွန်တော်တို့ကျမ်းစာတွေဖတ်နိုင်ပြီးကျွန်တော်တို့စုတွေတောင်းနိုင်ပြီးအလူငွေတွေထည့်နိုင်ပြီးဘုရားကြောင့်မမှန်တတ်နိုင်လို့ဆယ်ဘိုးတို့မမှန်ထဲလို့ဘုရားကောင်းကြီးပေးတယ်လို့ကျွန်တော်သွားထင်တာမဟုတ်ဘူးကျွန်တော်တို့ကဘုရားရှိမှဘလို့မှကောင်းအောင်မလုပ်နိုင်ဘယ်သူလုပ်ပေးတာလဲသခင်ရှုလုပ်ပေးတာဒါကြောင့်မို့သင်ရဲ့ပြည့်စုံခြင်းမှာဘုရားကျေးဇူးပြုမယ်လို့ရေးလားထိုသူယေရှုရဲ့ပြည့်စုံခြင်းမှာကျေးဇူးပြုမယ်လို့ရေးလားယေရှုရဲ့ပြည့်စုံခြင်းမှာပဲကျေးဇူးပြုမယ်လို့ကျမ်းစာကဖော်ပြတယ်ဘာကြောင့်လဲဆိုတော့ပြည့်ညက်တရားကိုပြည့်စုံစေတာသခင်ယေရှုတပါးတည်းပဲရှိတယ်ဖခင်ရဲ့အလိုတော်ကိုစောင့်နိုင်တာသခင်ယေရှုတပါးတည်းပဲရှိတယ်ဖြောင့်မတ်စွာအသက်ရှင်နိုင်တာသခင်ယေရှုတပါးတည်းပဲရှိတယ်အဲ့ဒီယေရှုကိုယုံလိုက်ရင်သင်ဟာဖခင်ကျေးဇူးတော်ကိုခံစားရတယ်ဖခင်ရဲ့ဂရုဏာကိုခံစားရတယ်ဖခင်ရဲ့မျက်နှာတော်ကိုခံစားရတယ်ဖခင်ရဲ့ကောင်းချီးမင်္ဂလာခံစားဖခင်ကအဲ့ဒီစနစ်ကိုလုပ်ပေးလိုက်အံ့ဩစရာသိကောင်းဒါလူတိုင်းနဲ့ဆိုင်အေးသင်ဟာကိုယ်ဖြောင့်မတ်ခြင်းကိုပဲကိုးစားမယ်ဆိုရင်သခင်ယေရှုဥပမာပေးတဲ့တစ်ခုရှိတယ်လူနှစ်ယောက်တဲ့ဗိမာန်တော်မှာသွားဆုတောင်းတယ်တဲ့တယောက်ကပြည့်ညက်တရားတွေကိုကျင့်နိုင်တဲ့အကျင့်လဲကောင်းတဲ့အလှူဒါနလဲလုပ်နိုင်တဲ့ပါရီရှဲဖြစ်တယ်။သူကဘုရားသခင်ရှေ့မှာဗိမာန်တော်ထဲမှာဘယ်လိုသွားဆုတောင်းလဲဆိုတော့ဘုရားသခင်တဲ့ကျွန်တော်ဟာတဲ့
ပြည့်ညက်တရားတွေအားလုံးကိုမလုပ်နိုင်လဲလိုက်လျှောက်ပါတယ်ကျွန်တော်မကောင်းတာတွေဘာတစ်ခုမှမလုပ်ပါဘူးတပတ်မှာ2 ရက်အစာရှောင်ဆုတောင်းပါတယ်ကျွန်တော်ရဲ့ဥစ္စာရှိသမျှကိုလည်း10ဖို့တဖို့ပေးပါတယ်အကျင့်ကောင်းတယ်အစာရှောင်ဆုတောင်းခြင်းသီလရှိတယ်အလူဒါနပေးကမ်းခြင်းလည်းမလုပ်နေလဲရှိနေပြန်အောင်ဒါလောက်ပြည့်စုံကောင်းမှုနဲ့သူဖခင်ကောင်းကြီးပေးတဲ့တာပေါ့ဖာရိရှဲကဖခင်စီကိုဘာနဲ့တိုးဝင်သွားလဲသူ့ရဲ့ကောင်းခြင်းနဲ့တိုးဝင်သွားတယ်သူ့ရဲ့ဖြောင့်မတ်ခြင်းနဲ့တိုးဝင်သွားတယ်သူထင်တာသူအစာရှောင်ရင်တော့သူအလူဒါနတွေလုပ်ရင်တော့သူပြည့်ညက်တရားတွေလိုက်လျှောက်ရင်တော့သူအသက်တာကောင်းရင်တော့ဖခင်ကတော့ဘာလုပ်မလဲကောင်းကြီးပေးမယ်လို့သူထင်ပါတယ်ဖခင်ရဲ့မဆာခြင်းဟာကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းပုံမှာသွားပြီးတော့မူမတီထားဘူးမူတီလို့လည်းမရဘူးကျွန်တော်တို့ဟာဘလို့မှပြေဝစွာမကောင်းနိုင်တဲ့သူတွေဖြစ်ပါတယ်အဲ့ဒီဖာရိရှဲအဲ့လောက်ကောင်းတယ်ဖခင်စီကိုတိုးဝင်သွားတယ်သူအရက်ဆိုင်သွားတာမဟုတ်ဘူးလောင်းကစားဝိုင်းသွားတာမဟုတ်ဘူးမကောင်းတာလုပ်တာမဟုတ်ဘူးဗိမာန်တော်လာတာဒါပေမဲ့ဖခင်သခင်စီကကောင်းကြီးမရပဲအပြစ်မပြေပဲနဲ့မိမိအိမ်ကိုဘာလို့သွားလဲပြန်သွားတယ်လို့ကျမ်းစာရေးတယ်ဘာလို့အပြစ်မပြေတာလဲ तू မကောင်းလို့လားမဟုတ်ဘူးသူ့ရဲ့ပြဿနာကသူ့ရဲ့ကောင်းခြင်းသူ့ရဲ့ဖြောင့်မတ်ခြင်းပေါ်မှာရက်တည်ပြီးတော့ဖျားစီတိုးဝင်သွားတဲ့အခါမှာဖျားစီကခွင့်လွှတ်ခြင်းကိုမခံရအောင်နောက်ထပ်တစ်ယောက်ရှိတယ်ဟိုးဗိမာန်တော်အရှိကိုမလာနိုင်အဝေးမှာပဲရက်ပြီးတော့ရင်ဘတ်ကိုထုပြီးတော့မျောတော်မကြည့်ရဘူးတဲ့ကောင်းကင်ကိုတဲ့အပြစ်များတဲ့ကျွန်တော်ခွင့်လွှတ်ပါဖျားသခင်အဲ့ဒီလူကအခွန်ခံဖြစ်တယ်သူဟာအပြစ်များကြောင်းသူသိတယ်ကျွန်တော်မကောင်းပါဘူးအခွန်ခံကြတော့တဲ့သူ့ရဲ့ကောင်းတဲ့အရာပေါ်မှာမရက်တည်ပဲနဲ့ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုခံယူပြီးတော့ဖခင်ရဲ့ကောင်းမြတ်ခြင်းနဲ့အဲ့ဒီယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းနဲ့ဖခင်စီကိုတိုးဝင်သွားတဲ့အခါမှာအခွန်ခံမှုကအပြစ်ပြေလျက်မိမိအိမ်သို့ပြန်သွားတယ်အခွန်ခံလဲဖာရိရှဲလောက်မကောင်းဘူးပဲသူကောင်းတာလေးတွေပြောလို့ရပါတယ်ဘုရားသခင်ကျွန်တော်အခွန်ခံမှာကျွန်တော်အဲ့ဒီဖာရိရှဲလောက်တော့ပြည့်ညက်တရားတွေဘယ်လိုက်လျှောက်နိုင်ပါမလဲဒါပေမဲ့ကျွန်တော်နည်းနည်းတော့မလုပ်တယ်နိုင်တဲ့လောက်တော့လိုက်လျှောက်ပါတယ်ဖာရိရှဲလောက်တော့ကျွန်တော်ဘယ်လိုလုပ်တပတ်မှနေ့ရက်အစားချောင်ဆူတောင်းနိုင်မလဲဒါပေမဲ့အခုကျွန်တော်ဖခင်ကြောင့်ရောက်တယ်လေဟုတ်တယ်လေသူဖခင်ကြောင့်ရောက်လို့ဆူတောင်းနေတာလေကျွန်တော်အခုဖခင်ကြောင့်ရောက်တယ်လေဖာရိရှဲလောက်တော့ကျွန်တော်10ဝတ်ထိုးတွေမပေးနိုင်ဘူးကျွန်တော်နည်းနည်းတော့မလုပ်ပါလဲပေးပါတယ်သူကောင်းတဲ့ຢာတွေသူအနေချင်းဖော်ပြပြီးတော့ဖခင်စီတိုးဝင်လို့ရတယ်အခွန်ခံဘာတစ်ခုပြောလဲဘာတစ်ခုမှမပြောသူသဘောပေါက်တယ်သူ့ရဲ့ကောင်းခြင်းနဲ့ဖခင်စီကိုတိုးဝင်လို့မရဒါကြောင့်ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုပဲသူကအဲ့ဒီပုံမှာပဲရက်တည်ပြီးတော့အဲ့ဒီဖခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ပဲဖခင်စီကိုတိုးဝင်သွားတယ်အဲ့ဒီတော့မှဖခင်သခင်စီကခွင့်လွှတ်ခြင်းဖခင်ရဲ့ကောင်းကြီးမြင်လာအောင်ခံစားရတယ်ဒါကြောင့်မို့ချစ်တော်ညီတော်ဒီတိုင်းလူငယ်လေးဟာကောင်းမြတ်သောဆရာတဲ့ထာဝရတရားကိုဘယ်လိုလုပ်အောင်မလဲသူ့ရဲ့ကောင်းခြင်းပေါ်မှာ तू ဟာထာဝရတရားမယ်လို့ထင်တာတကယ်တော့ तू ကောင်းအောင်လုပ်နိုင်လားသခင်ယူတစ်ခုပဲခိုင်းလိုက်တယ်မလုပ်နိုင်ပါဘူးဒါကြောင့်မို့ထာဝရအသက်ဆိုတာကအဲ့ဒီခါမှာပေတရုတို့ကမေးတယ်ကိုရောတဲ့တလောက်ကောင်းတဲ့သူနော်တဲ့အဲ့ဒီလူငယ်လေးတဲ့ထာဝရသက်မရဘူးကျွန်တော်တို့လိုတန်ခါသေးတွေကျွန်တော်တို့လိုပြည့်ညက်တရားတွေမကျင့်နိုင်သူသွားပြီပေါ့သခင်ရှိပါပြောလေလူမတတ်နိုင်သောအမှုကိုဘုရားသခင်တတ်နိုင်တယ်ဒီကယ်တင်ခြင်းကိစ္စကလူမတတ်နိုင်ဘူးဘယ်သူပဲတတ်နိုင်လဲဘုရားပဲတတ်နိုင်တယ်ဒါကြောင့်မို့ဖြောင့်မတ်ခြင်းရင်ဥဒ္ဒစာလို့ပြောတဲ့အခါမှာနေ့ရက်စဉ်တိုင်းမှာကိုယ်ဖြောင့်မတ်ခြင်းနဲ့အသက်မရှင်အောင်ဘုရားရဲ့ဖြောင့်မတ်ခြင်းနဲ့အသက်ရှင်ရမယ်ဒါကြောင့်ဘုရားသခင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဥစွာရှာပါဘုရားသခင်ရဲ့နိုင်ငံတော်ကဘာမှလဲသင်အထဲမှာဖြစ်တယ်ခရစ်တော်ကိုအုပ်စိုးခွင့်ပေးရင်အဲ့ဒါဘုရားနိုင်ငံတော်ကိုသင်ရနေ့စဉ်ရှာလာမယ်သင်ရဲ့နှလုံးသားထဲမှာခရစ်တော်ကိုနေ့စဉ်အုပ်စိုးခွင့်ပေးရင်ဘုရားနိုင်ငံတော်ကိုရှာလာပြီးနောက်တစ်ခုကဘာလဲဘုရားသခင်ဤဖြောင့်မတ်ခြင်းအဲ့ဒါသင်ဖြောင့်မတ်ခြင်းမဟုတ်တော့နေ့ရက်စဉ်တိုင်းမှာဖြောင့်မတ်မှန်ကန်ကန်ကိုယ့်ဘာကိုကြိုးစားအသက်ရှင်လို့ပြောတာမဟုတ်နေ့တိုင်းမှာကိုယ့်ရဲ့ကောင်းခြင်းကိုယ့်ရဲ့ဖြောင့်မတ်ခြင်းပေါ်မှာအမိပြုပြီးတော့အသက်မရှင်နဲ့ဖခင်ရဲ့ဖြောင့်မတ်ခြင်းပေါ်မှာအမိပြုပြီးတော့အသက်ရှင်မှာအဲ့ဒါ his righteousness လို့ခေါ်တယ်ဘသူရဲ့ဖြောင့်မတ်ခြင်းလဲသခင်ယေရှုရဲ့ဖြောင့်မတ်ခြင်းအဲ့ဒီဖခင်ရဲ့ဂျေဇုတော်ကြောင့်ငါဖြောင့်မတ်တယ်ဖခင်ဂျေဇုတော်ကြောင့်ငါဟာကျမ်းစာဖတ်နိုင်တာဖြစ်တယ်ဖခင်ဂျေဇုတော်ကြောင့်ငါသူများကိုပေးကမ်းနိုင်တာဖြစ်တယ်ငါကြောင့်မဟုတ်ဘူးဖခင်သခင်မဆာလို့အဲ့ဒီဖြောင့်မတ်ခြင်းပေါ်မှာရက်တည်ပြီးအသက်ရှင်ရင်သင်ဟာဖခင်ရဲ့ဝေကာခြင်းမဆာခြင်းကိုခံစားမှာဖြစ်ပါတယ်ဒါကြောင့်မို့ယုံကြည်သူဟာကိုယ့်ရဲ့ကောင်းမှုကြောင့်မဟုတ်ပဲခရစ်တော်ကြောင့်ရတဲ့ဖြောင့်မတ်ခြင်းပေါ်မှာရက်တည်ပြီးတော့အသက်ရှင်နိုင်ဖို့ဖြစ်ပါတယ်ယောမဩဝါဒစာခန်းကြီး
အပိုင်းငယ်1ကနေ4မှာဣသရေလလူမျိုးတွေရဲ့ပြဿနာဣသရေလလူမျိုးတွေကဖယားသခင်အာဗြဟံအားဖြင့်သူတို့ကိုရွေးကောက်ခေါ်ယူထားတော်ညာလဲသူတို့ဟာဖယားရဲ့ဖြောင့်မတ်ခြင်းကိုမရှာဖွေဘူးကိုယ်ဖြောင့်မတ်ခြင်းပေါ်မှာပဲရက်တည်ပြီးတော့အသက်ရှင်ကြအဲ့ဒီဣသရေလလူမျိုးတွေကယ်တင်ခြင်းထာဝရသက်ရဖို့တမန်တော်ရှင်ဘောလူဟာသူဆုတောင်းပေးတယ်တဲ့ဒီဣသရေလလူမျိုးတွေအရင်ဦးဆုံးရွေးချယ်ခြင်းခံရပြီမဲ့သူတို့နောက်ကျသွားတယ်ဒီနေ့ဣသရေလလူမျိုးတွေယုံကြည်တဲ့သူအင်မတန်နည်းပါတယ်တပါးမျိုးသားတွေအခုကျွန်တော်တို့အပါဝင်ပေါ့သခင်ရှုကိုယုံပြီးတော့ပြောင်းလဲလာသူတွေကအများကြီးရှိတယ်သူတို့ကအဦးဆုံးရွေးချယ်ခံရတော်ညာလဲကိုယ်ဖြောင့်မတ်ခြင်းကိုပဲရှေ့တန်းတင်တယ်ဖခင်ရဲ့ဖြောင့်မတ်ခြင်းကိုသူတို့မရှာဖွေကြဘူးဒီမှာဖတ်ကြည့်အောင်ယောမဩရစာခန်းကြီး30အပိုင်းငယ်1ကနေ4မှာညီကိုတို့ဣသရေလလူတို့သည်ကယ်တင်တော်မူခြင်းသို့ရောက်စီခြင်းကငါဤစေတနာအလိုရှိ၍ဖျားသခင်ကိုဆုတောင်းလေရှိ၏ဣသရေလလူတွေကယ်တင်ခြင်းရောက်ဖို့ရန်အတွက်ရှင်ဘောလူရဘာလို့လဲသူစေတနာရှိပြီးတော့တဲ့ဖျားသခင်ကိုဘာလို့ပေးလဲဣသရေလလူမျိုးတွေသူတို့ရဲ့ဖြောင့်မတ်ခြင်းကိုမကိုးစားဘဲနဲ့သခင်ယေရှုကိုရဲ့သခင်ယေရှုလက်ဝါးကတိုင်းမှာအသေးခံခြင်းအပြင်လှုပ်ပေးတဲ့သခင်ယေရှုအပြင်ရတဲ့ဖျားရဲ့ဖြောင့်မတ်ခြင်းကိုအမိပြုတတ်တော်သူများဖြစ်စေဖို့ဘာလို့လဲသူတို့ကရှင်ဘောလူရဆုတောင်းပေးလေရှိပါတယ်ဒါပေမဲ့တဲ့အမှသူရေးတယ်ထိုသူတို့သည်မှန်သောပညာမရှိတော့လဲသူတို့ဟာတဲ့မှန်သောပညာမရှိဘူးပညာဆိုတာအင်ဂျင်နီယာအတတ်ပညာဆရာဝန်တက်ပညာအဲ့ဒါပြောတာမဟုတ်မှန်သောပညာဆိုတာကအဲ့ဒီယေရှုခရစ်တော်ကိုသိကျွမ်းခြင်းပဲသခင်ရှုကိုယ့်အတွက်ဘာလုပ်ပေးလဲအဲ့ဒါကိုမသိရင်အဲ့ဒါပညာမရှိဘူးမှန်သောပညာမရှိတော့လေတဲ့ဖျားသခင်ဘတ်၌စိတ်အားကြီးသည်ဟုသူတို့အဖို့ငါတတ်သိခံ၏အဲ့ဒီဣသရေလလူမျိုးတွေကတဲ့ခရစ်တော်ကြောင့်ရတဲ့ဖြောင့်မတ်ခြင်းခရစ်တော်လှုပ်ပေးတဲ့ကယ်တင်ခြင်းအဲ့ဒီຢာကိုသိတဲ့မှန်သောပညာသူတို့မှာမရှိတော့ညာလေတဲ့အရင်စိတ်အားကြီးတာဥပုံလေးကိုဘယ်လိုစောင့်မလဲဟာလားမစားရတဲ့အသားဆိုလုံးဝမစားဘူးသူတို့ကလုံးဝအဲ့ဒီဖျားဘက်မှာစိတ်အားကြီးတာဆယ်ဘိုးတို့ထဲရင်တော့မှကျွန်တော်တို့လိုပတ်စံပဲထဲတာမဟုတ်ဘူးနောက်ဘေးမှာချက်တဲ့ဟင်းခတ်အမွှေးကြိုင်တွေဇီယာတို့စမွတ်တို့ပင်စိမ့်တို့အဲ့ဒီအသေးမွဲအစဆယ်ဘိုးတို့အတိအကျထဲဖျားဘက်မှာစိတ်အားကြီးတော်ညာလေတဲ့မှန်သောပညာမရှိဘူးဖျားလှုပ်ပေးလိုက်တဲ့စနစ်ဒီပညာတရားတွေဒီအကျင့်တရားတွေကိုကျင့်နိုင်ဖို့ရန်အတွက်လူမစွမ်းနိုင်တဲ့အခါမှာဖျားကနီလန်းပြောင်းလဲပေးလိုက်တယ်အဲ့ဒီနီလန်းကဂျေဇုတရားဆိုတဲ့နီလန်းလှုပ်ပေးသောနီလန်းဘသူအဖြစ်လှုပ်ပေးလိုက်လဲယေရှုခရစ်တော်အဖြစ်လှုပ်ပေးလိုက်တယ်အဲ့ဒါကိုသဘောမပေါက်လိုက်ဘူးအဲ့ဒီလိုသဘောမပေါက်တဲ့အခါမှာအပိုင်းငယ်3မှာထိုသူတို့သည်တဲ့ဖျားသခင်ဤဖြောင့်မတ်ခြင်းတရားကိုမသိပဲသူတို့ကဖျားရဲ့ဖြောင့်မတ်ခြင်းတရားကိုမသိဘူးတဲ့ကိုဖြောင့်မတ်ခြင်းကိုတည်စေခြင်းကရှာကြံသောကြောင့်ဖျားသခင်ဤဖြောင့်မတ်ခြင်းတရားကိုဝန်မခံကြကိုဖြောင့်မတ်မှာပဲကိုကောင်းမှာပဲဖျားကကောင်းကြီးပေးမယ်အဲ့ဒါပြည့်ညက်တရားတော့ဟုတ်တယ်သင်ကောင်းမှာသင်လုံနိုင်မှာဖျားကဘာလုပ်မလဲကောင်းကြီးပေးမယ်အဲ့ဒါပြည့်ညက်တရားအဲ့တိုင်းပဲသွားတာဒါကြောင့်မို့ဂျူးလူမျိုးတွေကကိုယ့်ရဲ့ဖြောင့်မတ်မှန်ကန်ခြင်းပေါ်မှာပဲဖခင်ကောင်းကြီးပေးမယ်ဖခင်ကျေးဇူးပြုမယ်ဒါမှမဟုတ်ကိုဖြောင့်မတ်ခြင်းကိုပဲသူတို့ကဘာလုပ်လဲစူးစမ်းပြီးရက်တည်အသက်ရှင်ကြတယ်ဖခင်လှုပ်ပေးတဲ့ယေရှုခရစ်တော်အပြင်လှုပ်ပေးတဲ့ဖြောင့်မတ်ခြင်းကိုဝန်မခံဘူးတဲ့ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူတွေကတော့အပိုင်ငယ်၄မှာယုံကြည်သောသူအပေါင်းတို့သည်ဖြောင့်မတ်ရာသို့ရောက်မည်အကြောင်းပြည့်ညက်တရားသည်ခရစ်တော်အပြင်စုံလင်ခြင်းရှိတယ်အတိတ်ဘယ်ကပါလဲဆိုရင်တော့ပြည့်ညက်တရားဟာလူအပြင်မစုံလင်နိုင်ဣသရေလလူမျိုးတွေမင်းတို့ဘလောက်ကြိုးစားဖခင်ရှိမှာဘလို့မှမဖြောင့်မတ်နိုင်ပြည့်ညက်တရားဆိုတာဖခင်ရဲ့တရားဆိုတာအင်မတန်ကောင်းတယ်ဒါပေမဲ့လူအားဖြင့်မစုံလင်နိုင်ဘသူအားဖြင့်ပဲစုံလင်နိုင်လဲခရစ်တော်အားဖြင့်ပဲစုံလင်နိုင်တယ်ဒါကြောင့်မို့သခင်ယေရှုကစုံလင်အောင်လုပ်ပေးတယ်ပြည့်ညက်တရားတွေကိုပယ်ဖြတ်ဖို့လာတာမဟုတ်ဘူးပြည့်စုံဖို့လာတာအဲ့ဒီစုံလင်အောင်လုပ်ပေးတဲ့ယေရှုကိုယုံကြည်သောသူအပေါင်းတို့သည်ဖြောင့်မတ်ရာသို့ရောက်တယ်သခင်ယေရှုကိုယုံလိုက်ရင်သင်ကဘာဖြစ်သွားလဲဖြောင့်မတ်ရာသို့ရောက်တယ်အဲဒါမို့သခင်ယေရှုကိုယုံလိုက်ရင်သင်ကအပြစ်ကင်းသွားတယ်ကိုယ့်ရဲ့အကျင့်ကိုပြန်ကြည့်အပြစ်မကင်းဘူးတော့ဒါပေမဲ့အဲ့ဒီယုံကြည်ခြင်းကိုဘုရားကမြင်တဲ့အခါမှာသင်ကိုဖြောင့်မတ်တယ်လို့သတ်မှတ်လိုက်အာဗြဟံကိုတဲ့ဘုရားကဖြောင့်မတ်တယ်လို့သတ်မှတ်တဲ့အခါမှာသူ့ရဲ့ယုံကြည်ခြင်းပေါ်မှာသတ်မှတ်တယ်အာဗြဟံကိုဘုရားကကြည့်လိုက်တဲ့အခါမှာသူ့ထဲမှာဘာကိုသွားမြင်လဲဘုရားကိုယုံတဲ့ယုံကြည်ခြင်းကိုသွားမြင်တယ်အာဗြဟံကိုဘုရားဘယ်လိုသတ်မှတ်လိုက်လဲမင်း
ဖြောင့်မတ်တယ်ကျွန်တော်တို့လည်းဘုရားသခင်ကကြည်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့အကျင့်ကြံတွေအဲ့ဒါတွေကိုဘုရားကမကြည့်တော့ဘာလို့သွားကြည့်လိုက်လဲယုံကြည်ခြင်းကိုမကြည့်လိုက်တယ်သခင်ယေရှုကိုယုံထားတာကိုမြင်လိုက်ဩဖြောင့်မတ်တယ်ဘုရားလုပ်တဲ့စနစ်ကအဲ့ဒီစနစ်ဖြစ်တယ်သိအံ့ဩစရာကောင်းတယ်သိလည်းကျေးဇူးတင်စရာကောင်းတယ်ဘုရားသခင်ကယေရှုကိုယုံတဲ့အခါမှာကျွန်တော်တို့ကိုအပြည့်ကင်းသွားတယ်ဒါအားကြောင့်မို့အဲ့ဒီဖြောင့်မတ်ခြင်းကိုကျွန်တော်ကယင်အုပ်တစားကဲ့သို့မလုပ်ရမလဲဝိစင်ရမယ်အဲ့ဒီလိုမဝိစင်ဘူးကိုယ့်ရဲ့ဖြောင့်မတ်ခြင်းပေါ်မှာပဲအမိပြုတ်မယ်ဆိုရင်ကြာရှုံးနိုင်စရာအကြောင်းတွေရှိတယ်ဘာကြောင့်လဲစာတန်ကသင်ကိုအပြစ်တင်ဖို့ချောင်းနေတယ်ဘလို့အပြစ်တင်မလဲနေ့ညမပြတ်အပြစ်တင်မယ်တဲ့ဘာမှရေးထားလဲဆိုတော့ဗျာဒိတ်ကျမ်းမှာရေးထားတယ်ဗျာဒိတ်ကျမ်းခန်းကြီး7အပိုင်ငယ်30ဗျာဒိတ်ကျမ်းခန်းကြီး7အပိုင်ငယ်30ကောင်းကင်ဘုံ၌ကြီးသောအတန်ကယခုမှကယ်တင်ခြင်းဖြစ်၏တကူတော်လည်းဖြစ်၏ငါတို့ဘုရားသခင်ဤနိုင်ငံတော်နှင့်သူဤခရစ်တော်ဤအာနာတော်ဇက်လည်းဖြစ်၏အကြောင်းမူကားငါတို့ညီကိုများကိုငါတို့ဘုရားသခင်ရှေ့တော်၌နေ့ညမပြတ်အပြစ်တင်သောရန်သူကိုအောက်သို့ချလေပြီငါတို့ဘုရားသခင်ရှေ့တော်၌ငါတို့ညီကိုများကိုဘလို့အပြစ်တင်နေလဲနေ့ညမပြတ်ဘာလုပ်နေလဲအပြစ်တင်နေတယ်အဲ့ဒီရန်သူကိုဘုရားကတစ်ချိန်မှာအောက်ကိုချလိုက်မယ်အနတ်ဆုံးသောတွင်းထဲကိုဘုရားသခင်ကနှင်ထုတ်မယ်ဘုရားသခင်ဖျက်ဆီးမယ်အဲ့ဒီရန်သူစာတန်ကသဘောတဘာဝကနေ့ညမပြတ်ဘုရားသခင်ရှေ့မှာဘာလုပ်နေလဲဘုရားသခင် तू မကောင်းဘုရားသခင်ကြည့်ပါအောင်ကိုရောသားသမီးတွေကြည့်ပါအောင်စာတန်ကဘာလုပ်နေမှာလဲအပြစ်တင်နေမှာဒါပေမဲ့စာတန်ဘလောက်ပဲအပြစ်တင်လို့မရတော့ဘူးဘာလို့အပြစ်တင်လို့မရတော့လဲသင်ရဲ့အကျင့်ကြံကြောင့်မဟုတ်ဘူးနော်သင်ကောင်းလို့မဟုတ်ဘူးနော်ဘသူကောင်းလို့သခင်ယေရှုကောင်းလို့သင်ကုသိုလ်ကြောင့်မဟုတ်ဘူးနော်ဘသူပြုပေးတဲ့ကုသိုလ်ကြောင့်သခင်ယေရှုပြုပေးတဲ့ကုသိုလ်ကြောင့်သင်ရဲ့ပြည့်စုံခြင်းကြောင့်မဟုတ်ဘူးနော်ဘသူရဲ့ပြည့်စုံခြင်းကြောင့်သခင်ယေရှုရဲ့ပြည့်စုံခြင်းကြောင့်စာတန်ဘလို့မှမတတ်နိုင်တော့စာတန်လုတ်ကွက်ပျောက်သွားပြီအပြစ်တင်လို့မရတော့ကဲစာတန်ကတင့်ကိုတစ်ခုခုပြစ်တင်မယ်ဟာ तू မနဲ့လာတော့ဒေါသထွက်ခဲ့တယ်ဟာ तू များနဲ့မတည့်ဘူးဟာ तू လောကရတွေတက်မှတ်နေတယ်စာတန်ကအဲ့ဒါဘာလုပ်လဲအဲ့လိုအပြစ်တင်ရင်ဘုရားသခင်ဟာသူ့အပြစ်တွေယေရှုဘာလုပ်သွားပြီလဲသူယေရှုကိုယုံထားတယ်လက်ဝါးကတိုင်းမှာသူ့အပြစ်တွေသခင်ယေရှုဘာလုပ်သွားပြီလဲအသေးခံပေးပြီးသွားပြီဖြောင်းမတော်သူဖြစ်တယ်အဲ့ဒါငါသားသမီးဘာမှအပြစ်တင်ခွင့်စာတန်လောက်ကွက်ပျောက်တာပဲဒါကြောင့်မို့ကျွန်တော်တို့ကဖြောင်းမတ်ခြင်းရင်အုပ်တစားကိုဝိစင်ရမယ်ဆိုတာနေ့စဉ်အသက်တာထဲမှာကိုယ့်ရဲ့ဖြောင်းမတ်ခြင်းပေါ်မှာမရက်တည်နဲ့ဖခင်ရဲ့ဖြောင်းမတ်ခြင်းပေါ်မှာရက်တည်မှာစာတန်အပြစ်တင်လို့မရတော့တာကိုယ့်ရဲ့ဖြောင်းမတ်ခြင်းနဲ့သွားရင်တော့စာတန်ဘာလို့မှလဲအပြစ်တင်တာတွေအကုန်အမှန်နေပဲဒါကြောင့်မို့ယောဘကြီးကိုစာတန်ကဖခင်ရှေ့မှာအပြစ်တင်တာယောဘကတဲ့ဒီလိုစီးစိမ်ဥစ္စာတွေချမ်းသာနေလို့အကျိုးရနေလို့ဖခင်ကိုကိုးကွယ်တာအဲ့ဒီအကျိုးတွေမရရင်သူဖခင်ကိုဘာမလုပ်တော့ဘူးလဲမကိုးကွယ်တော့စာတန်ကဖျားရှိမှယောဘကြီးကိုဘာလုပ်တာလဲအပြစ်တင်ဒါပေမဲ့ဖျားကဘာပြောလဲငါကျွန်ယောဘကအဲ့ဒီလိုမဟုတ်ဘူးတခုခုရနေလို့ဖျားကိုကိုးကွယ်တာမဟုတ်ဘူး तू ငါ့ကိုချစ်လို့ကိုးကွယ်တာ तू ဟာငါ့ကိုယုံကြည်လို့သစ္စာရှိတယ်ယောဘကြီးမင်းမယုံရင်စုံစမ်းကြည့်ဆိုဖျားအခွင့်ပေးလိုက်တာ तू စုံစမ်းတာပဲဒါပေမဲ့ယောဘကြီးဖျားသခင်ပေါ်မှာသစ္စာမပြတ်သွားအောင်ဖျားကိုယုံကြည်နေစေပဲဖျားကိုကိုးစားနေစေပဲဆိုတော့တွေ့ရသူ့မိမကတော့မခံနိုင်ဘူးမင်းတလောက်ထိကွာသားသမီးတွေလည်းသေစီးတဲ့ဥစ္စာတွေလည်းကိုခန္ဓာကိုယ်မှာလည်းအခုယောဂါတွေဖြစ်လာပြီတလောက်ဘဝရဆုပ်ပြတ်တဲ့ဆင်းရဲမွဲတေတာမင်းဖះကဘာကောင်းကျိုးပေးလို့လဲမင်းဖះကိုချိန်ဆဲပြီးမင်းဘာလုပ်လိုက်သေလိုက်တော့တဲ့သူမိမပြောတာဘာလို့ဖြောက်မချင်းတရားကိုယခုထက်ထိဆွဲလန်းနေတုံးလဲယောဘကြီးကဘာကိုဆွဲလန်းလဲဖြောက်မချင်းတရားကိုဘာလုပ်လဲဒီယောဘရဲ့ဇလန်းထဲမှာလေယောဘကိုဖះချီးမွမ်းတဲ့အခါမှာဘယ်အရာကိုချီးမွမ်းတယ်လို့ထင်လဲစာတန်မင်းတွေ့လားငါကြုံယောဘမြေကြီးပေါ်မှာကြည့်တော့ဘသူဘလောက်ချမ်းသာလဲငါကြုံယောဘကိုမမီဘူးကွာ तू အချမ်းသာဆုံးအဲ့ဒါကိုဖះချီးမြှောက်လားချီးမွမ်းလားဟောယုံကြည်သူတယောက်ရဲ့ချမ်းသာခြင်းကိုဖះမချီးမွမ်းဘူးအဲ့ဒီပေါ်မှာဖះမဝါကြွားဘူးငါကြုံယောဘတွေ့လားသူ့သားသမီး10ယောက်နော်အင်မတန်ချောတယ်နော်သူ့သားသမီး10ယောက်ဘလောက်ပျော်စရာကောင်းတဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားလဲဘဝကြီးကဘလောက်အေးချမ်းနေလဲတွေ့လားအဲ့ဒီပေါ်မှာလည်း तू မချီးမွမ်းဘူးစာတန်ရှေ့မှာ
ယောဘကိုဖျားချီးမွမ်းတဲ့အခါမှာစကားလုံးတစ်လုံးပါပဲငါကျွန်ယောဘသည်စုံလင်ဖြောင့်မတ်တယ်ယောဘရဲ့ချမ်းသာခြင်းကိုမချီးမွမ်းဘူးယောဘရဲ့ကြော်ကြားခြင်းကိုမချီးမွမ်းဘူးယောဘရဲ့ပျော်ရွှင်ဝမ်းမြောက်ရတဲ့မိသားစုဘဝအကြောင်းမချီးမွမ်းဘူးဘာကိုချီးမွမ်းလဲအဲ့ဒီဖြောင့်မတ်ခြင်းကိုချီးမွမ်းအဲ့ဒီဖြောင့်မတ်ခြင်းဆိုတာကယောဘသိတ်ကောင်းတယ်လို့ပြောချင်တာမဟုတ်ဘူးဖခင်ရဲ့ဖြောင့်မတ်ခြင်းနဲ့ယောဘဘာလုပ်နေလဲအသက်ရှင်နေတယ်ရှင်နေတာကမြေကြီးပေါ်မှာဒါပေမဲ့ဖခင်ရဲ့ဖြောင့်မတ်ခြင်းနဲ့ဘာလုပ်နေလဲအသက်ရှင်နေတယ်သူ့ရဲ့ကောင်းခြင်းပေါ်မှာသွားတာမဟုတ်သူလည်းမစုံလင်ဘူးယောဘလည်းလူသားဆိုတာဖြောင့်မတ်တော်သူမရှိတယောက်မှမရှိစုံလင်တော်သူမရှိပါဘူးဒါပေမဲ့ဖခင်ရဲ့ဖြောင့်မတ်ခြင်းနဲ့ယောဘကြီးဘာလုပ်နေလဲအသက်ရှင်နေတယ်လို့ဖခင်ကချီးမွမ်းကန်ထုတ်လိုက်ဒီနေ့သင်နေကျွန်တော်ကိုလည်းဖခင်ကနေ့စဉ်သက်တာထဲမှာကိုယ့်ရဲ့ကောင်းခြင်းပေါ်မှာအမိပြုပြီးတော့အသက်မရှင်စေခြင်းဖခင်ရဲ့ကောင်းမြတ်ခြင်းပေါ်မှာဝန်ခံပြီးတော့ဖခင်ကောင်းလို့ဖခင်မဆာလို့ငါချမ်းသာဖတ်နိုင်တာဖခင်ကောင်းလို့ငါကောင်းတဲ့အသက်တာထဲမှာကျင့်နေနိုင်တာဖခင်မဆာလို့ပဲငါသူများကိုပေးကမ်းနိုင်တာဟာဖခင်မဆာလို့ငါသူများကိုချစ်နိုင်တာငါနှလုံးသားနဲ့ဆိုရင်ငါမာနကြီးနေမှာဖခင်မဆာလို့ငါနှိမ်ချနိုင်တာအဲ့ဒီဖခင်ရဲ့ဖြောင့်မတ်ခြင်းရင်ဥဒ္ဒစာနဲ့အသက်ရှင်ရင်စာတန်သင်ကိုဘလို့မှအပြစ်တင်လို့မရတော့အေးကိုယ့်ရဲ့ကောင်းခြင်းပေါ်မှာသွားရင်တော့တစ်ချက်ပဲထောက်လိုက်တာနဲ့သင်ပက်လက်လန်ပါပဲသင်ကြာရှုံးသွားပါပဲဒါကြောင့်ကိုယ့်ရဲ့ကောင်းခြင်းဖြောင့်မတ်ခြင်းနဲ့အသက်ရှင်ကျွန်တော်ကဆုံးရှုံးမှာဖြစ်တယ်ဖခင်ရဲ့ကောင်းမြတ်ခြင်းဖခင်ရဲ့ဖြောင့်မတ်ခြင်းကိုဝန်ခံသင်လည်းကောင်းလာအောင်ဖခင်ရဲ့ဖြောင့်မတ်ခြင်းကိုဝန်ခံလိုက်သင်ရဲ့အသက်တာထဲမှာအဲ့ဒီကောင်းမြတ်ခြင်းတွေထွက်ပေါ်လာအောင်ဘယ်အရာကမှအဲ့ဒီဖြောင့်မတ်ခြင်းကိုလွတ်ယူသွားလို့မရအောင်အခြေအနေတွေအားဖြင့်စာတန်ကယောဘကြီးကသူ့သားသမီးတွေသေရင်တော့ဖခင်ကိုတော့ဆွန့်လွတ်မှာပဲအဲ့ဒီဖြောင့်မတ်ခြင်းတရားကိုဆွန့်လွတ်မှာပဲသူ့သားသမီးသေသွားလဲဆွန့်လွတ်လားအကယ်၍သူ့ဖြောင့်မတ်ခြင်းဆိုတော့ तू မခံနိုင်တော့ဘူးလေဟုတ်တယ်မလူဆိုတော့ကိုယ့်ကိုထိရင်ခံနိုင်သေးတယ်ကိုယ့်သားသမီးထိရင်တော့မခံနိုင်တော့ तू ဆွန့်လွတ်မှာပဲဒါကြောင့်ယောဘကသူ့ရဲ့ဖြောင့်မတ်ခြင်းပေါ်မှာယက်တည်တာမဟုတ်ဖခင်ရဲ့ဖြောင့်မတ်ခြင်းပေါ်မှာယက်တည်ပြီးတော့အသက်ရှင်တာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဒုတိယလက်နက်ဆုံးကတော့ဖြောင့်မတ်ခြင်းတည်းဟူသောယင်ဩဒစာကိုဖြောင့်မတ်ခြင်းလားဖခင်ရဲ့ဖြောင့်မတ်ခြင်းလားဖခင်ရဲ့ဖြောင့်မတ်ခြင်းနဲ့ဖခင်ရဲ့ဖြောင့်မတ်ခြင်းနဲ့နေ့စဉ်အသက်ရှင်တတ်တော်သူများဖြစ်ပါစေနံပါတ်3တစ်ချက်သွားရအောင်နံပါတ်3တစ်ချက်ကတော့ဖနက်နော်ယောမစစ်သားတွေဝတ်တဲ့တိုက်ပွဲထဲမှာသွားတဲ့ခါမှာဖနက်ပေါ့ငိမ့်အဲ့ဖနက်အကြောင်းပြောတဲ့ခါမှာသူကဘယ်လိုရေးလဲဆိုရင်တော့ငြိမ်သက်ခြင်းနဲ့ရှင်သောဧဝံဂေလိတရားကိုဟောပြောအံ့သောငါပြင်ဆင်သောအဖြစ်တည်းဟုသောခြေစွပ်ဆိုဖနက်ကိုပြောတာဖြစ်ပါတယ်ခြေစွပ်ဆိုလို့ကျွန်တော်ဖနက်ထဲမှာဝတ်တဲ့ဟိုခြေစွပ်ကိုသွားမြင်အောင်ပါဆိုလို့သူကယောမစစ်သားတွေဝတ်တဲ့ဝတ်စုံကိုပြောတဲ့ခါမှာငြိမ်သက်ခြင်းနဲ့ရှင်သောဧဝံဂေလိတရားကိုဟောပြောအံ့သောငါပြင်ဆင်သောအဖြစ်တည်းဟုသောပါလေခြေစွပ်အဲကြောင့်မို့ကျွန်တော်တို့ဘဝအသက်တာထဲမှာဖျားသခင်လောကမှာထားတဲ့ခါမှာအဲ့ဒီဧဝံဂေလိတရားအတွက်အသက်ရှင်ဖို့ဖြစ်ပါတယ်ဧဝံဂေလိတရားဆိုတာကဝမ်းမြောက်ဖွယ်ရာသတင်းစကားဖြစ်တယ်ဧဝံဂေလိတရားဆိုတာကထာဝရနဲ့ဆိုင်တမန်ကျမ်းစာထဲမှာဒီအေဖတ်1:15မှာငြိမ်သက်ခြင်းနဲ့ရှင်သောဧဝံဂေလိတရားလို့သုံးဆွဲတယ်။ဘာနဲ့ရှင်လဲငြိမ်သက်ခြင်းနဲ့ရှင်အဲ့ဒီဧဝံဂေလိတရားကတဲ့ကျွန်တော်တို့အသက်တာကိုငြိမ်သက်ခြင်းကိုပြီးတယ်လောကဘလောက်ပဲရောက်ရက်ခတ်နေပါစေကုန်စည်နှုန်းတွေတက်စီစည်းတွေတက်စစ်ပွဲတွေဖြစ်အမျိုးမျိုးပြဿနာတွေဂျားထဲမှာကျွန်တော်တို့ကရင်ဆိုင်ရတော့ညာလဲအထဲထဲမှာဘာလုပ်နေလဲငြိမ်သက်နေတယ်ဘာတရားကြောင့်လဲဧဝံဂေလိတရားကြောင့်ဖြစ်တယ်အဲ့ဒီဧဝံဂေလိတရားကကျွန်တော်ကိုစိတ်ချမှုပေးတယ်အခင်ယေရှုခရစ်တော်ဘုရားကျွန်တော်အပြစ်တွေလက်ဝါးကတိုင်းမှာအသေးခံတယ်သင်ချိုတယ်၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်အဲ့ဒါဧဝံဂေလိတရားလို့ခေါ်ပါတယ်ရိုးလေးပဲဧဝံဂေလိတရားဆိုတာသူများတွေကိုကျွန်တော်ပြောပြလို့ရတယ်တကယ်ချင်းမင်းရဲ့အပြစ်တွေအတွက်မင်းရဲ့အာကုသိုလ်တွေအတွက်မင်းရဲ့အထဲထဲမှာရှိတဲ့လောဘဒေါသမောဟတွေအတွက်ယေရှုခရစ်တော်ဘုရားလက်ဝါးကတိုင်းမှာကိုစားအသေးခံပေးပါတယ်သင်ချိုပြီးမှ၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်မင်းယုံလိုက်ရင်လေတမလုံးမှာငဲသွားစရာမလိုတော့ဘူးထာဝရဒုက္ခချမ်းသာကိုဝင်စားရမယ်အဲယေရှုကိုယုံလို့မင်းအာကုသိုလ်မဖြစ်ပါဘူးမင်းမှာအာမင်္ဂလာမင်းဘာမှမဆုံးရှုံးသွားစရာအကြောင်းမရှိဘူးမင်းရဲ့အတ္တမှာအယံတန်မိုးကြီးတဲ့ထာဝရဒုက္ခချမ်းသာကိုဝင်စားမှာဒါလေးပဲဝင်ငါရုံပဲအဲ့ဒီဧဝံဂေလိတရားကိုဝင်ငါဖို့ကျွန်တော်တို့ကအမြဲတမ်းအစဉ်သင့်ရှိနေမယ်အဲ့ဒီခြေစွပ်ဆိုတဲ့အဲ့ဒီဖနက်ကိုဝစ်စင်ထားမယ်ဆိုရင်စာတန်ကကျွန်တော်တို့ကိုတခြားຢာတွေနဲ့ရှုပ်ချက်ခတ်အောင်လုပ်လို့မရတော့ကျွန်တော်တို့ရဲ့ဥတီချက်ကအဲ့ဒီဧဝံဂေလိတရားတော့ပဲနေ့စဉ်အသက်ရှင်တာငါသူများကို
ဧဝံဂေလိဝေငါဖို့ငါသူများကိုယေရှုနဲ့မိတ်ဆက်ပေးဖို့အဲ့ဒီသခင်ယေရှုကြောင့်ပြောတဲ့ခါမှာလဲယေရှုကိုယုံရင်မင်းချမ်းသာသွားမယ်ယေရှုကိုယုံရင်မင်းဟာအောင်မြင်သွားမယ်ယေရှုကိုယုံရင်မင်းဘာဖြစ်သွားမလဲဆိုတော့တခြားမှတ်လုံးတွေနဲ့ပေးဖို့မဟုတ်ဧဝံဂေလိတရားဘာနဲ့ရှင်လဲငြိမ်သက်ခြင်းနဲ့ရှင်မင်းအကျွေးတွေကမလွတ်သေးရင်တော့ယေရှုကိုယုံကြည်လိုက်မင်းအထက်ထဲမှာဘာလို့သွားမလဲငြိမ်းချမ်းသွားမယ်တကယ်ချင်းငြိမ်းချမ်းသွားမိတ်ဆွေမင်းယေရှုကိုယုံလိုက်ရင်မင်းယောဂမပြောက်သေးရင်တော့အထက်ထဲမှာဘာလို့သွားမလဲငြိမ်းချမ်းသွားမယ်မယုံရင်ဧဝံဂေလိတရားကိုဝင်ငါကြည့်အထက်ထဲမှာအဲ့ဒီလူတကယ်ကိုခံစားလိမ့်ဘာဖြစ်လို့လဲငြိမ်သက်ခြင်းနဲ့ရှင်လို့ဖြစ်ပါတယ်နောက်တော့ဧဝံဂေလိတရားကဘာနဲ့ရှင်လဲဧဖက်1:73မှာဧဖက်1:73မှာကျောင်းတော်လိုက်ဆိုအောင်နော်သင်တို့သည်လည်းကယ်တင်တော်မူခြင်းအကြောင်းနှင့်ရှင်သောဧဝံဂေလိတရားတည်းဟုသောတမန်တရားကိုကြားနာရ၍ထိုခရစ်တော်ကိုယုံကြည်ပြီးမှဂတိတော်နှင့်ရှင်သောတန်ရှင်းသောဝိညာဉ်တော်ဤတစိတ်ခတ်ခြင်းကိုခံရကြပြီဒီမှာကျမ်းစာပါပြောနော်သင်တို့သည်လည်းကယ်တင်တော်မူခြင်းအကြောင်းနှင့်ရှင်သောဧဝံဂေလိတရားဧဝံဂေလိတရားကဘာနဲ့ရှင်လဲကယ်တင်ခြင်းနဲ့ရှင်တယ်ဧဝံဂေလိတရားကဘာနဲ့ရှင်လဲကယ်တင်ခြင်းနဲ့ဘာနေကယ်လဲအပြစ်ကနေကယ်တယ်ငရဲကနေကယ်တယ်မတန်ရှင်းမဖြောင့်မတ်တဲ့ဘဝကနေကျွန်တော်ကိုကယ်တင်လိုက်တယ်အဲ့ဒီသခင်ယေရှုကိုယုံကြည်ခရစ်တော်ကိုလက်ခံယုံကြည်လိုက်တဲ့အခါမှာတဲ့တန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်အထဲထဲမှာဘာလုပ်လဲတစိမ့်ခတ်တယ်အထဲထဲမှာဝိညာဉ်တော်ကလာနေတယ်ပြောချင်တဲ့သဘောကသင်ဟာဘယ်တော့မှဆုံးရှုံးမဲ့သူမဟုတ်တော့ဖခင်ရဲ့ကယ်တင်ခြင်းကိုခံရတော့သူဖြစ်တယ်ဒါကြောင့်မို့ဧဝံဂေလိတရားသည်ငြိမ်သက်ခြင်းနဲ့ရှင်တယ်ကယ်တင်ခြင်းနဲ့ရှင်တယ်နောက်တစ်ခုဘာနဲ့ရှင်လဲမာကုခန်းကြီး1အပိုင်ငယ်15မှာကျွန်တော်လိုက်ဆိုအောင်နော်အချိန်ပြည့်စုံပြီဘုရားသခင်ဤနိုင်ငံတော်သည်တီလူနေပြီနောင်တရကြလောဧဝံဂေလိတရားကိုယုံကြည်ကြလောဟုသောဘုရားသခင်ဤနိုင်ငံတော်နှင့်ရှင်သောဧဝံဂေလိတရားကိုဟောတော်မူ၏သခင်ရှုဟောတဲ့တရားဖြစ်ပါတယ်သခင်ရှုပထမအဆုံးသူပါဟောလဲဆိုရင်တော့ရက်40အစာရှောင်ဆုတောင်းပြီးတော့စာရမဏေရဲ့စုံစမ်းခြင်းကိုအောင်မြင်ပြီးတဲ့အခါမှာဂါလိလဲပြည်ကိုကြွပြီးတော့သခင်ရှုဟောတဲ့ပထမဆုံးတရားကဧဝံဂေလိတရားဖြစ်တယ်ဘလို့ဧဝံဂေလိတရားလဲဖျားသခင်ဤနိုင်ငံတော်နှင့်ရှင်သောဧဝံဂေလိတရားဖျားသခင်ရဲ့ဘာနဲ့ရှင်လဲနိုင်ငံတော်နဲ့ရှင်တယ်လောကနိုင်ငံနဲ့ရှင်တယ်လို့မပြောဘူးနော်ဖျားသခင်ရဲ့ဘာလဲနိုင်ငံတော်နဲ့ရှင်တယ်ဖျားသခင်ရဲ့နိုင်ငံတော်ဘာမှလဲသင်တို့အထဲမှာလူတိုင်းရဲ့အထဲမှာလူမျိုးတိုင်းဘာသာတိုင်းဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်လူတိုင်းရဲ့အထဲမှာခရစ်တော်ဝင်ရောက်အုပ်ဆိုးပြီဆိုရင်တော့ဖျားနိုင်ငံတော်တည်ပြီအခုလူတိုင်းရဲ့အထဲမှာခရစ်တော်အုပ်ဆိုးပြီလားမအုပ်ဆိုးသေးဘူးဒါကြောင့်မို့ဘုရားသခင်နိုင်ငံတော်တည်လူနီးပြီလို့ပဲပြောသေးတာမတည်သေးဘူးဒါမို့လူတိုင်းရဲ့အထဲမှာခရစ်တော်ဝင်ရောက်အုပ်ဆိုးဖို့ကျွန်တော်တို့ကသခင်ယေရှုနဲ့လူတွေကိုမိတ်ဆက်ပေးဖို့ဖြစ်ပါတယ်ခရစ်တော်အုပ်ဆိုးဖို့အပြစ်ရှိတဲ့သူရဲ့အထဲမှာခရစ်တော်အုပ်ဆိုးလို့မရဘူးဒါကြောင့်မို့ယေရှုခရစ်တော်ဘုရားအပြစ်ကနေကယ်တင်ပေးခြင်းသုံးရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်သောသူရဲ့အထဲမှာပဲခရစ်တော်ကဝင်ရောက်အုပ်ဆိုးလို့ရပါတယ်ဒါတော့မှယုံကြည်သူတိုင်းဟာခရစ်တော်တော်အထဲမှာရှိတယ်အုပ်ဆိုးခွင့်မပေးတဲ့ခရစ်ယာန်တွေလည်းအများကြီးပဲငါဆိုတဲ့သဘောနဲ့အသက်ရှင်တဲ့ခရစ်ယာန်တွေလည်းအများကြီးပဲဒါကြောင့်မို့ဖခင်ရဲ့နိုင်ငံတော်နဲ့ရှင်သောဧဝံဂေလိတရားလို့ပြောတဲ့အတွက်ကြောင့်ခရစ်တော်ကိုကျွန်တော်အသက်တာထဲမှာဘာလို့ခွင့်ပေးဖို့လို့လဲအုပ်ဆိုးခွင့်ပေးဖို့လို့လဲနောက်နံပါတ်၄တစ်ခုဘာနဲ့ရှင်လဲဆိုတော့တမန်တော်ဝတ္ထုခန်းကြီး20အပိုင်ငယ်24မှာငြိမ်သက်ခြင်းနဲ့ရှင်တဲ့ဧဝံဂေလိတရားနံပါတ်1နံပါတ်2ကယ်တင်ခြင်းနဲ့ရှင်သောဧဝံဂေလိတရားနံပါတ်3ဖျားသခင်နိုင်ငံတော်နဲ့ရှင်သောဧဝံဂေလိတရားအခုနံပါတ်4ကျေးဇူးတော်နဲ့ရှင်သောဧဝံဂေလိတရား
ဓမ္မတော်ဝတ္ထုခန်းကြီး20အပိုင်ငယ်24မှာကျွန်တော်လိုက်ဆိုအောင်နော်တို့ရာတွင်ဖျားသခင်ဤကျေးဇူးတော်နှင့်ရှင်သောဧဝံဂေလိတရားကိုတတ်သိခံစေခြင်းကသခင်ယေရှုလက်မှငါခံခဲ့ပြီးသောဓမ္မဆရာအမှုတည်းဟုသောငါဆောင်ရွက်ရသောအမှုကိုဝမ်းမြောက်စွာပြည်စည်းစေမည်အကြောင်းထိုညှင်းဆဲခြင်းအမှုတစ်စုံတစ်ခုကိုမျှငါသည်ပမာဏမပြုကိုအသက်ကိုလည်းနှမျောခြင်းမရှိဓမ္မတော်ရှင်ပေါလုဟာယေရှုခရစ်စီကနေခံခဲ့တဲ့ဓမ္မဆရာအမှုတည်းဟူသောငါဆောင်ရွက်ရတဲ့အမှုကိုတဲ့ဝမ်းမြောက်စွာပြည်စည်းစေဖို့ဘုရားသခင်လောကမှာငါ့ကိုထားတာဒီဧဝံဂေလိတရားကိုဝင်ငါဖို့ပဲအဲ့ဒါကိုငါပြည်စည်းအောင်လှုပ်ဆောင်နိုင်ဖို့ရန်အတွက်တဲ့ကြိုက်တဲ့ဆင်းရဲခြင်းဒုက္ခလာပါစေတဲ့ငါပမာဏမပြုငါမမှုဘူးတဲ့အဲ့ဒီຢာတွေကိုတဲ့ကိုအသက်ကိုယ်တော်နှမျောခြင်းအဲ့ဒီလောက်ထိဧဝံဂေလိတရားအတွက်ရဲဝံ့စွာနဲ့ပေးဆက်ပြီးတော့အသက်ရှင်နိုင်တဲ့တမန်တော်ကြီးရှင်ပေါလုဖြစ်ပါတယ်။ဘာကြောင့်လဲအဲ့ဒီဧဝံဂေလိတရားဘာနဲ့ရှင်လဲဂျေဇုတော်နဲ့ရှင်သောဧဝံဂေလိတရားဘာနဲ့ရှင်လဲဂျေဇုတော်နဲ့ရှင်တယ်ဆိုတဲ့အဓိပ္ပာယ်ကကိုလှုပ်ဆောင်ခြင်းကြောင့်မဟုတ်ဘူးကိုရဲ့လှုပ်ဆောင်ခြင်းကြောင့်တမန်တော်မှာထာဝရဒုက္ခချမ်းသာကိုမဝင်စားနိုင်ဘူးယေရှုလှုပ်ပေးတယ်အဲ့ဒါဘာနဲ့ရှင်လဲဂျေဇုတော်နဲ့ရှင်တဲ့ဧဝံဂေလိတရားဖြစ်ပါတယ်ဒါကြောင့်မို့ငြိမ်သက်ခြင်းနဲ့ရှင်တဲ့ဧဝံဂေလိတရားကယ်တင်ခြင်းနဲ့ရှင်တဲ့ဧဝံဂေလိတရားဘုရားသခင်နိုင်ငံတော်နဲ့ရှင်တဲ့ဧဝံဂေလိတရားအခုပါလဲဂျေဇုတော်နဲ့ရှင်သောဧဝံဂေလိတရားအဲ့ဒီတရားတွေကြည်စမ်းပါအဲ့ဒီဧဝံဂေလိတရားတွေဟာဒီလောကထဲမှာချမ်းသာခြင်းနဲ့ရှင်တဲ့ဧဝံဂေလိတရားတစ်ခုမှမပါဘူးဒီလောကထဲမှာအောင်မြင်ကြော်ကြားခြင်းနဲ့ရှင်တဲ့ဧဝံဂေလိတရားဒါပေမဲ့ကျွန်တော်တို့အခုဝင်ကားတဲ့တချို့ဝင်ကားတဲ့ဧဝံဂေလိတရားတွေဟာယေရှုကိုယုံရင်တော့မင်းလောကထဲမှာချမ်းသာမယ်အောင်မြင်မယ်ကြွယ်ဝမယ်ဒါဆိုရင်ကျမ်းစာကပြောတဲ့ဧဝံဂေလိတရားနဲ့ဘာလို့နေပြီလဲလွဲနေပြီဧဝံဂေလိတရားဆိုတာကထာဝရကိုပဲညွှန်ပြနေပါတယ်ရှင်ပေါလုကြီးတော်မှဒီဧဝံဂေလိတရားကိုဝေမျှရင်းနဲ့ငါဘာဆင်းရဲဒုက္ခပဲကြုံပါလိမ့်စေတဲ့ငါပမာဏမပြုဘူးဒီဧဝံဂေလိတရားကိုဝင်ကားနေလို့ तू ကချမ်းသာနေတာမဟုတ်ချမ်းသာဖို့အတွက်လည်းဝင်ကားတာမဟုတ်အောင်မြင်ဖို့အတွက်လည်းဝင်ကားတာမဟုတ်ဧဝံဂေလိတရားကိုဝင်ကားနေရင်းနဲ့ तू ဟာဒုက္ခဆင်းရဲခြင်းတွေပြဿနာတွေကြုံတွေ့နေတာဒါပေမဲ့ကိုယ့်အသက်ကိုယ်တော်နှမျောခြင်းမရှိဘူးဘာကြောင့်လဲအဲ့ဒီဧဝံဂေလိတရားကယခုဘဝကောင်းစားရေးမဟုတ်ထာဝရကာလကောင်းစားရေးဖြစ်တယ်ဒါကြောင့်မို့ယခုဘဝမှာဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေမကျမ်းမာသည်ဖြစ်စေအဲ့ဒါကသိအရေးမကြီးဘူးထာဝရကာလမှာဖခင်ရဲ့ချီးမွမ်းခြင်းကိုခံရဖို့ဖခင်ရဲ့ဘုန်းစည်းစိမ်ကိုဝင်စားဖို့ဟာအရေးကြီးတယ်ဒါကြောင့်ဧဝံဂေလိတရားသည်ချမ်းသာခြင်းနဲ့ရှင်သောဧဝံဂေလိတရားမရေးပါဘူးလောကစည်းစိမ်နဲ့ရှင်သောဧဝံဂေလိတရားမရေးပါဘူးလောကအောင်မြင်ကြော်ကြားခြင်းနဲ့ရှင်သောဧဝံဂေလိတရားမရေးပါဘူးဧဝံဂေလိတရားဘာနဲ့ပဲရှင်နေလဲထာဝရနဲ့ပဲရှင်